အမဒီနေ့ရန်လာနေရနော် Thank you ပါ ဒီနေ့အမမကြခင်မှာပြည်သက်နဲ့ diet ထိတွေ့ပြီးတော့တီဆိုရတော့မှာဆိုတော့အမအနေနဲ့ရင်ခုန်တန်လေးကိုလည်းပြပြပေးပါဦး မshow ဝဲတွေဒီလိုရန်ကုန်မှာတိတ်မဆိုပြတာကြာပြီလေပြီးတော့ဘယ်လိုပြောမလဲဒီလိုမျိုးကိုညီကောင်မတွေနဲ့ဆိုရတာဆိုတော့မအနေနဲ့အရန်ပျော်ပါတယ်ဒီလိုကြုံရတာလဲဝမ်းသာတယ်ဟိုကတည်းကစအစီအစဉ်စကတည်းကဝမ်းသာတယ်ပေါ့နော်ဒီလို main ကလေးဆုံးအောင်ဒါပေမဲ့ပို့ပြီးတော့ဒီနေ့ပိုရင်ခုန်တာအတန်တွေဝင်နေတခါမှမဝင်ဘူးတဲ့အတန်ဝင်နေတာနောက်ပြီးတော့တကယ်အားကျုံမှာတက်ဆိုရမယ့်အချိန်ကြမှာဒီလိုဖြစ်နေဆိုတော့ပို့ပြီးတော့ဒီနေ့ကအတွက်ပို့ပြီးရင်ခုန်တာမြန်တာပေါ့နော်ပရိသတ်ကိုတကယ် live ချပြရမယ့်အချိန်ကြမှာအတန်နည်းနည်းခွန်းနေတော့ဆိုအမဒီလိုမျိုး7 diamond show လိုမျိုးသမီးတွေပြစုပြီးတော့နာမည်ကြီးမျိုးသမီးတွေကြည့်ပြီးတော့အမဆိုဘူးလားလို့ဆိုဘူးပါတယ်ဒါပေမဲ့အဲ့တော့အနေ show တွေမှာရယ်နောက်ပြီးတော့မေခလာရဲ့ colorful corner တို့ပါတော့အဲ့မှာမျိုးတွေဟိမန်ဝင်းရဲ့ live show တွေမှာဆိုဘူးပါတယ်ဒီနေ့အမ fashion အရန်လှနေရနော်အမ fashion နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးပြင်ဆင်ထားတာရှိသေးလဲမမတို့ကဒီလိုအခု main ကလေးတွေဆိုတော့လေတက်နိုင်တဲ့လောက်ဒီခုခေတ်ဒီအချိန်မှာဘာခက်စားလဲနောက်ပြီးတော့မနဲ့ဘာ live ဖက်တယ်လဲအဲ့ဒါတွေကိုကြည့်ပြီးတော့မဒီဇိုင်နာလေးနဲ့ပေါ့အခုပြင်ဆင်ထားတာပါဟုတ်ကဲ့ပါအမအတန်ဝင်ရဲ့ကြားနေပြီးတော့ပရိသတ်ကိုဖြော်ပြီးမယ်ဆိုတော့ကျွန်တော်ပရိသတ်နဲ့အတူအောက်ကနေပြီးတော့ live ပြီးတော့အားပေးမယ်နော်မကျေးဇူးရအတန်ဝင်နေတဲ့အတန်လေးတွေကိုယ်နေတဲ့အတန်လေးတွေကိုပရိသတ်ကြီးတခါမှလည်းကြုံမှမထင်ပါဘူးဒီလိုအတန်ဝင်လိမ့်မယ်လို့ထင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျေးဇူးနဲ့အတူ live ဆိုရင်းနဲ့အားပေးပါအောင်လို့ပြောချင်တယ်အမဒီဘကကျေးဇူးအများကြီးတင်တယ်နော်မဟုတ်ပါရှင်ကျေးဇူးတင်ပါတယ်ဆော့စုက
ပေးချင်ပါတယ်